ခလေးတွေကိုမရိုက်နဲ့ခလေးတွေကိုရိုက်တဲ့စနစ်ကကဘာမှာလူရိုင်းနေပဲလို့တော့ဖွံ့ဖြိုးမှုနောက်ကျတဲ့လူရိုင်းနိုင်ငံနေနဲ့လူရိုင်းယဉ်ကျေးမှုနဲ့လူရိုင်းစနစ်တွေပဲရှိတော့တယ်ခလေးတွေကိုမရိုက်နဲ့ခမရတို့ရိုက်ခံလာလို့တလုံးဟိုလူကရိုက်လိုက်ဒီလူကရိုက်လိုက်ရိုက်ခံလာလို့နွားတွေလိုမျိုးအခုဘာကိုသွမ်းကိုစားမှာလူရဲ့စွမ်းစားအစွမ်းသားတွေတလုံးမှမရှိတော့ဘဲနဲ့တလုံးမှမရှိတော့ဘဲနဲ့တကယ်နွားဘဝရောက်နေတာတော့မှခမရကိုသားသမီးတွေကိုအခုလိုရိုက်နဲ့သုံးမနေတော့ဆိုတော့ခမရတို့ကကိုသားသမီးတွေကိုခမရတို့လိုနွားဖြစ်အောင်လုပ်နေတာပဲခမရတို့လိုစောက်သုံးမကြတဲ့ပညာရေးနဲ့ကြီးလာတဲ့လူမိဘတွေကကိုသားသမီးကိုအခုကျောင်းအတင်းပို့နေတယ်ဆိုတာခမရတို့အကြံစီကိုကျွန်တော်မသိဘူးမှတ်လို့လားဟာလားနာဟာအေဘီရောကျောင်းသွားပြီးခလေးထိန်ခိုင်းတဲ့ထားလောက်တာခလေးပညာတက်ဖို့မဟုတ်ဘူးအဲ့ကျောင်းလည်းဘာပညာမှမတက်ဘူးရှောက်ပြောမလဲစောက်ဘောပညာတွေပဲသင်ပေးတာကျွံပညာကျွံဖြစ်အောင်ပဲသူတို့စီးပွားရေးလုပ်ငန်းတွေခရိုနီတွေပိုင်းတဲ့စီးပွားရေးလုပ်ငန်းတွေမှာကျွံလုပ်ဖို့မှတ်တာအဲ့စီးပွားရေးလုပ်ငန်းတွေကဝင်လုံးမဲ့ဝန်တန်းစာတက်တဲ့အဲ့လိုရေးတဲ့ဖတ်တဲ့ပေါင်းတဲ့မြောက်တဲ့ခိုးစားတဲ့ဝန်တန်းမရှိရင်သူတို့စီးပွားရေးတွေ run လို့မရဘူးဘဏ်တွေလည်းဖွင့်လို့မရဟာလားဘဏ်မှာလို့တဲ့ဝန်တန်းတွေလောက်တော့တင်ပေးထားရတယ်အဲ့လောက်တင်ပေးထားတော့မှအဲ့လောက်တင်ပေးထားမှသူတို့ဘဏ်တွေ run လို့ရမှာပေါ့သူတို့ကုမ္ပဏီတွေ run လို့ရမှာပေါ့ခင်ဗျဝန်တန်းမရှိဘဲနဲ့ကုမ္ပဏီဘာနဲ့ run မလဲအဲ့လောက်မတွေးခေါ်တတ်ရမလို့တွေးခေါ်တတ်တဲ့ပညာကြီးမပေးထားဘူးအဲ့တော့မိဘရဲ့နဲ့ပြန်စင်တာငါတို့သားသမီးကငယ်သေးလားငယ်သေးရင်ခလေးကိုသူ့မှာပါလာတဲ့ဖြူစင်တန်ရှင်းတဲ့စိတ်ဝိညာဉ်အစွမ်းအစတွေကိုဖော်ထုတ်ပေးဖို့ပဲစဉ်းစားစောက်ခမားတို့ရဲ့စောက်ဗမာစတန်ဒတ်နဲ့လိုက်ပြီးတော့ခလေးတွေကိုပုံမသွင်းနဲ့အဲ့ဒါကျွန်တော်ဆဲမှာအပြင်မှာတွေ့ရင်လည်းဆဲမှာခမားတို့ရဲ့မကောင်းတဲ့စောက်ကျင့်တွေကြောင့်ဒီမကောင်းတဲ့နိုင်ငံကြီးဖြစ်နေတာတော့မှခမားတို့ကခလေးတွေကိုခမားတို့မကောင်းတဲ့စောက်ကျင့်ကိုထက်သင်ပေးသေးလက်ဆင့်ကမ်းသေးတယ်ဆိုတော့ခမားတို့ကနောက်တဲ့အနာဂတ်နိုင်ငံကိုမကောင်းတဲ့နိုင်ငံတစ်ခုထပ်ပြီးတော့ create လုပ်နေတာအဲ့ဒါခမားတို့ပဲကြံရပါအာနာရှင်တစ်ခုလည်းမဟုတ်တော့ဘူးခမားတို့ပဲကြံရပါဖြစ်တော့မင်းအွန်လိုင်းကသိမှာအချိန်တန်မင်းအွန်လိုင်းကသိမှာတန်းရွှေလည်းသိမှာခင်ညွန်လည်းသိမှာဆိုးဝင်လည်းသိမှာကြိတ်တဲ့ကောင်ပြော you name it you fucking name it အကုန်သိမှာဒေါအောင်ဆန်းစုကြည်လည်းသိမှာ